မိတ်ဆွေတို့လူတစ်ယောက်ကိုကိုယ့်ဘက်ပါလာအောင်စီယုံကျင်သလားဒါမှမဟုတ်ကိုဖြစ်စေခြင်းတဲ့အတိုင်းတစ်ဖက်လူကလိုက်လုပ်ပေးဖို့ဆန္ဒရှိသလားအဲ့ဒီလိုဆိုရင်ကျွန်တော်တို့အရင်ဆုံးတည်ထားရမယ့်လျှို့ဝှက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ပြားရည်ကိုလိုတော့ပြားအောင်ကိုမဖြတ်နဲ့ဆိုတဲ့အချက်ပါပဲလူဆိုတာအမားနဲ့မကင်းပါဘူးဒါပေမဲ့ဘလောက်ပဲမားနေပါစေဘယ်သူမှအပြစ်တင်တာကိုမခံကျင်ကြပါဘူးကျွန်တော်တို့ကတစ်ဖက်လူကိုမင်းမားနေပြီးတော့ဝေဖန်လိုက်တာနဲ့သူကအမားကိုပြင်မှာမဟုတ်ပဲသူ့ကိုယ်သူခုခံမှုစဉ်းစားမှာပါအပြစ်တင်ဝေဖန်ခြင်းဟာတစ်ဖက်လူရဲ့မာနကိုထိခိုက်စေပြီးရန်ညိုးကိုပဲဖြစ်စေပါတယ်ဒါကြောင့်ဦးနုကဒီစာအုပ်မှာဘာကိုအကြံပေးထားသလဲဆိုရင်လူတစ်ယောက်ကိုအပြစ်တင်မဲ့အစားသူဘာကြောင့်ဒီလိုလုပ်ရတယ်လဲဆိုတာကိုနားလည်အောင်အရင်စူးစမ်းကြည့်ဖို့ပြောထားပါတယ်ဝေဖန်တာထက်နားလည်ပြီးတာကပိုပြီးစွမ်းအားကြီးပါတယ်ဗျမိတ်ဆွေတို့လည်းဒီနေ့ကစပြီးဘယ်သူမှမဝေဖန်မဲသူတို့ရဲ့အခြေအနေကိုနားလည်ပေးဖို့စမ်းကြည့်ကြမလားဗျာနောက်လာမယ့်အခန်းတွေမှာလည်းလူချစ်လူခင်ပေါများစေမဲ့နီးလန်းတွေကိုထပ်ပြီးဝေမျှပေးသွားပါဦးမယ်ကျွန်တော်ကတော့ဖေတန်းပါ